တာယာတဲ့နေလေးတစ်နေ့အမြဲတမ်းအခန်းထဲနေပြီးငါးလေးတွေကိုကြည့်နေတဲ့အချိန်တစ်ခုမှာမန္တလေးမြို့ရဲ့ကျုံးဘက်လည်းမှာမနက်ပိုင်းဆိုရင်တော့လူတွေမရှိလောက်ရှင်းနေပေမဲ့ညဘက်မှာဆိုရင်တော့ကြောက်တော်ကြီးဖျားပွဲကြောင်လူတွေစီကားတိုက်နေကြတယ်အဲ့ဒီမှာပဲကျွန်တော်တို့တငယ်ချင်းတွေအကုန်လုံးဒီကြောက်တော်ကြီးဖျားပွဲကိုတွားကြဖို့အတွက်ဆုံးဖြတ်ကြတယ်ပေါ့ဒီကြောက်တော်ကြီးဖျားပွဲမှာဂိမ်းကစားလို့ရတဲ့အရာတွေအများကြီးပါတော့ကျွန်တော်တို့အမျက်ပတ်စံတွေပါရအောင်ရှာမယ်ဆိုပြီးတော့အဲ့ဒီတွားဖို့အတွက်ကျွန်တော်တို့စပြီးတော့လေ့ကျင့်ကြတယ်လေ့ကျင့်တဲ့အချိန်မှာတော့ဆက်လာခြင်းအလွယ်လွယ်ချော်ချော်တွေဖြစ်ပေမဲ့နောက်ပိုင်းမှာတော့လောကတကယ်ဆရာကြီးအဆင့်ကိုဖြစ်သွားတယ်အဝေးကနေတေးဝင်းနေလှမ်းပြနိုင်တာတွေလိုမျိုးပြီးတော့ရေဘူးဘောကတက်ခဲအဲ့လိုတက်ခဲတွေရစအဝေးကနေကျွန်တော်လှမ်းပြနိုင်တဲ့အခြေအနေထိဖြစ်သွားတယ်ကြောက်တော်ကြီးဖျားပွဲမှာကစားနည်းရတစ်ခုတည်းရှိတာမဟုတ်လို့ကျွန်တော်နီးမျိုးစုံနဲ့ရှိရဲ့ကစားနည်းရအကုန်လုံးလေ့ကျင့်လိုက်တယ်နောက်နေ့မှာတော့ကျွန်တော်ကြောက်တော်ကြီးကိုစပြီးတော့တော့တာပဲတော်တော်ဆောင်းနေလမ်းလေးကတော့တော်တော်စကြံနေလေဖူလိုတီဆိုရင်လည်းလမ်းလေးရမလားတော့ပါကြောက်တော်ကြီးကလေညဘက်ဆိုရင်ပိုးတော်ဆိုးရဲ့လမ်းကျက်တာတောက်မယ်အော်တောက်မယ်ဟိုတော်တော်ကြီးကိုရှုပ်သွားပြီနော်ရလိုက်ဟမ်ရိုက်တာအဲ့ဒါရိုက်ပြီလားအဲ့ဒီမှာသွားကြတာကဒီဘောကလေးရဲ့အခုမှရှိရဲ့သူ့ကောင်မလေးရဲ့သူ့ညီမလေးရဲ့ပေါ့ဘာဖြစ်ရအောင်အဲ့ဒီမှာလေအခုမှရှိရဲ့လက်ကလက်လေးပဲဖြစ်သွားတာကိုလိုဘာကြောင့်လဲသိရင်ကောမမတစ်ချက်ရေးခဲ့ပြီပေါ့အေးမင်းရဲ့ဝီဒီလောက်ကဖွင့်နေပြီအဲ့လိုလေစီကောင်တော့ပါဝတ်တော့အေးပါမစောစောစီကောင်ကြောစီလေးအောင်ဆိုဒီမှာဒုက္ခနဲ့လက်နဲ့တွေ့တော့တာပဲကျွန်တော်တို့ဘလို့ရက်ပြီဆိုရင်အမလေးတိုက်တော့ပါဘလို့ရက်ပြီဆိုရင်တစ်ခုမဟုတ်တစ်ခုကဟိုအကြောင်းအရာရှာပြီးဖြစ်လားစပစ်တော့ရေးကြအောင်လို့ချင်းနေတော့ချင်းနေနှစ်ကောင်တော့ရောက်ပြီအဲ့မှာဒီဘောကလေးနဲ့ညင်းတော့တာပဲကြာဘဲကြာပါတော့ဟိုစုပ်အမွေးတွေပါရဟိုအမွေးဆိုတာလေဘင်းမွေးပါတယ်လေကြည့်ပါဦးကြောက်တော့ဆိုပေမဲ့လေဘင်းမွေးနဲ့ချင်းနေကြီးကြောက်တော့ရောက်လာတော့ကျွန်တော်တို့ရဲ့အရင်ဆုံးဆိုင်ငယ်အလိုက်တယ်ဆိုင်ငယ်အပ်ပြီးတော့ကျွန်တော်တို့ရေလမ်းလျှောက်လာတယ်ပေါ့အေးတင်းပါလေကြောက်တော့ရေဖျားပွဲမှာလေလူတွေကကိုတော်တော်ကိုကြက်တာဗျမနေ့ဒီထိန်းပြီးတော့သွားတယ်အဲ့တော့မှလေဆိုင်ငယ်နဲ့လာတဲ့လူရှိသေးတယ်အဲ့လိုဆရာကြီးလည်းရှိတယ်တန်းရှုပ်နေရတဲ့လည်းဝေးလာကြကြောက်တော်ကြီးဖျားပွဲမှာအစားတောက်တွေအရင်များတော့ကျွန်တော်တောင်ဘိုက်တွေစားလာတယ်ဒါပေမဲ့မဝယ်ခဲ့ပါဘူးအဲ့ဒီမှာလေရဟန်းရင်နေလိုမျိုးလားအကရိုက်ရှင်မဲ့နေလိုမျိုးဟိုတော်တော်မိုက်တယ်ကလေးလေးစီးတဲ့ဟာလားလူကြီးကြီးစီးရလားမသိဘူးဟိုတော်တော်မိုက်တယ်စီးပါလားကိုမရဘူးဒီကလေးလေးအဲ့ဒီဟာကြီးကလေကလေးလေးပဲစီးလို့ရတာဆိုတော့ကျွန်တော်တို့တွေအဲ့ဒါမစီးတော့ဘဲနဲ့တီကြော်လာအဲ့ဒီပင်လယ်နယ်များလေးကိုစီးဖို့တက်ရှိရင်လည်းကောက်ကြတယ်အဲ့ဒါပဲရှုံးတဲ့ကောင်ရှေ့ဆုံးမှထားတယ်ပထမတစ်ပွဲနဲ့ကိုရှုံးတာပဲရှိချက်လက်ကောက်တာရှုံးတော့လေကျွန်တော်နောက်ဆုံးထဲမှာထိုင်ရမယ်ဆိုတော့လူကလက်နေပြီဘယ်လိုပြောမလဲအဲ့ဒီပင်လယ်တွေ